12ရက်4လ2026မန္တလေးမြို့တနေ့ကိုအော်ဒါလေးရပါတယ်ပြီးတော့ဒီစိတ်အပုတ်အော်ဒါရပါတယ်ပြီးတော့6မိုင်အော်ဒါပုံကနေပြန်ကြိုပြီးတော့မန္တလေးပို့ရမယ့်အော်ဒါလေးပြန်ရပါတယ်ဒီနေ့အဲ့ဒီအော်ဒါ3ခုလေးရပါတယ်အခုတော့ကျွန်တော်ကတော့မန္တလေးတနေ့ကုန်အော်ဒါလေးနဲ့လိုက်နေပါတယ်မန္တလေးတနေ့ကုန်အော်ဒါလေးမှာအခုရွှေနန်းတော်အကြောင်းရောက်နေပါတယ်ဧည့်သည်ပို့တာဖြစ်ပါတယ်ဒီနေ့တနေ့ကုန်အော်ဒါဧည့်သည်နဲ့မျိုးတဲ့ပတ်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ရွှေအကြောင်းဖြစ်ပါတယ်ကျွန်တော်တို့တချမ်းဘောကားထဲမှာကိုငင်းမောင်ကိုခိုးရလိုက်ဖို့အတွက်မင်းသမီးကစောင့်နေနေရပါတော့ဘယ်မှာအဲ့နေမလာခဲ့ပါဘူးအဲ့မှာမင်းသမီးကသူမိဘတွေခေါ်ရင်တော့လိုက်သွားတဲ့နေရာလေးပါမနှက်ဖြန်တော့ဒီရွှေကျောင်းနဲ့ခုနနေရာလေးရတော့သူတို့ရွှေကျောင်းရဲ့ရွှေနန်းတော်ဘုန်းကြီးကျောင်းရဲ့မနှက်ဖြန်အချိန်နေ့မှာစပိတ်ပြီးတော့20ရက်နေ့မှာပြန်ဖွင့်ပါမယ်တဲ့ဟုတ်ကဲ့ပါဒါတော့ကျွန်တော်တို့လောကမှာကုသိုလ်တော်ဖေရပေါ့နော်ကုသိုလ်တော်ဖေရပါခင်ဗျာကုသိုလ်တော်ဖေရဖြစ်ပါလေဗျကုသိုလ်တော်ဖေရကိုလာရပို့ဆောင်ပေးတာပါကုသိုလ်တော်ဖေရကိုရောက်နေပါတယ်မဟာမြတ်မုနိဖေရကြီးရောက်ပါပြီဒါမဟာမြတ်မုနိကားပါကင်ဖြစ်ပါတယ်ဥပိန်ရောက်ပါပြီဥပိန်မှာမန်းချော့တကြံနဲ့သူတို့မန်းချော့တကြံစီမံထင်တယ်ဗျခက်ခဲနားတော့တော်တော်လေးပြုလုပ်ပါမန်းချော့တကြံနဲ့လည်းပြန်အားစပြီးတော့မန်းချော့တကြံဥပိန်အခုလိုလေးဆိုင်လေးခင်းကျင်းထားပါတယ်အရန်စီမံတော့ရှိပါတယ်ဗျကျော်စင်းစီတော့ဖြစ်ပါတယ်ကျော်စင်းပြဖြစ်ပါတယ်ကျော်စင်းပြရောက်နေတာပါကျော်စင်းပြဖြစ်ပါတယ်